တစ်ချောက်ရှစ်ရှစ်မှာလူရန်ရောင်းနေတဲ့ပစ္စည်းတွေကိုလိုက်ရောင်းပြီးဈေးနှုန်းတိုက်ပွဲတွေကြားမှာပင်ပန်းနေပြီလားအဲ့ဒါကို Red Ocean လို့ခေါ်ပါတယ်ပြိုင်ဘက်တွေမတည်သေးတဲ့ Blue Ocean ဈေးကွက်ကိုဖန်တီးဖို့ဆိုရင်လူရန်ကြည့်နေတဲ့နေရာကိုမကြည့်ပဲလှုပ်ဝက်ချက်တွေကိုရှာတတ်ဖို့လိုပါတယ်တစ်ချောက်ရှစ်ရှစ်ရဲ့ home page မှာပေါ်နေတဲ့ top selling တွေဟာလူတိုင်းမြင်နေရတဲ့ Red Ocean တွေပါအဲ့ဒီပစ္စည်းတွေကိုမှာလိုက်တာနဲ့မိတ်ဆွေဟာဈေးနှုန်းပြန်ရောင်းရတော့မှာပါBlue Ocean ဖြစ်ဖို့ဆိုရင် data တွေကိုနက်နဲ့ခွဲခြမ်းစိတ်လာတတ်ရပါမယ်။ဘယ်သူမှမတည်သေးတဲ့ပစ္စည်းရှာနေ30တစ်အချက် category ခွဲထွက်ပါလူ3ခုတက်စက်မှု3သို့မဟုတ်တီးတဲ့ level တွေကပစ္စည်းတွေကိုရှာပါ။နှစ်အချက် related keyword 3မှာပစ္စည်းတစ်ခုကိုရှာတဲ့အခါလူ3နေတဲ့တရုတ် keyword တွေနဲ့ရှာဖွေပြီးစက်ရုံအသစ်တွေကိုရှာပါ။3အချက်ငွေပေးချေမှုအချိန်ကို3မှာ Blue Ocean ပစ္စည်းကိုတွေ့ပြီဆိုရင်တခြားသူတွေမသိခင်15မိနစ် payment view ဟာနဲ့အမြန်ဆုံးမှာယူပြီးဈေးကွက်ကိုလက်ဦးမှုရယူလိုက်ပါဈေးကွက်အသစ်ဆိုတာရှာယုံနဲ့မဟုတ်ဘဲကိုယ်တိုင်ဖန်တီးယူရတာပါ1688ကနေ Blue Ocean တွေကိုရှာဖွေပြီးလုပ်ငန်းကိုအမြန်များနဲ့တိစောက်လိုက်ပါဒီလိုထိုးထွင်းသိမြင်မှုတွေထပ်သိချင်ရင် follow လုပ်တာဖို့မမေ့နဲ့နော်